လေးဘဝတွေကကျွန်တော်တို့ချစ်ကြတဲ့ Disney Princess တွေရဲ့ဇာတ်လမ်းတွေကပျော်စရာတွေနဲ့ပဲပြည့်နေတယ်လို့ထင်ပါသလားတကယ်တော့ဒီ Princess တွေရဲ့ Fairy Tale တွေနောက်ကွယ်မှာကြေကွဲစရာ Dark Theory တွေအများကြီးရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ Disney ပရိသတ်တွေကြားမှာနာမည်ကြီးတဲ့ Dark Theory ၄ခုကိုပြောပြပေးမှာဖြစ်ပါတယ် Rapunzel ရဲ့ Stockholm Syndrome Tangled Theory အရ Rapunzel ဟာ Stockholm Syndrome ဖန်ဆီးသူကိုချစ်မိသောယောဂခံစားနေရတာပါ Princess Rapunzel ရဲ့ Tangled ဇာတ်လမ်းကလည်းတေချာတွေးကြည့်ရင်ကြောက်စရာကောင်းပါတယ် Mother Gothel ဟာ Rapunzel ကိုငငယ်လေးတွေကဖန်ဆီးခဲ့ပြီးမျှော်စင်ထဲမှာ16နှစ်တိတိချုံနှောင်ထားခဲ့သူပါ Gothel ဟာ Rapunzel ကိုအပြင်လောကကအန္တရာယ်တွေနဲ့ချိန်ချောက်ထားပြီးသူကိုယ်တိုင်ကသာတူးတဲသောကာကွယ်ပေးသူအဖြစ်ပုံဖော်ခဲ့တာပါဒါကြောင့် Rapunzel ဟာ Gothel ရဲ့ရုပ်မာမှုကိုမမြင်ဘဲ Stockholm Syndrome ရဲ့လက္ခဏာအရအမေရင်းလိုပဲတန်ရုံးစင်တွေ့နေတာဖြစ်နိုင်ပါတယ်ဒီ theory က Rapunzel ရဲ့ Gothel ပေါ်ထားရှိတဲ့အချက်ကအစစ်မဟုတ်ပဲPR နဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှု psychological manipulation ကြောင့်ဖြစ်လာတဲ့ယောဂတစ်ခုလို့ဖော်ပြနေပါတယ်ဒီ dark view နဲ့ကြည့်လိုက်ရင် Gothel ရဲ့ villain ပုံစံကပိုပြီးကြောက်ဖို့ကောင်းသွားပါတယ် Evil Queen ရဲ့ Magic Mirror Snow White and the Seven Dwarfs Snow White ဇာတ်လမ်းတွေက Magic Mirror မှော်မှန်ကို Evil Queen ကိုအမှန်ပဲအမြဲပြောပြတဲ့ပစ္စည်းလို့ထင်နေတာပါ Dark Theory တခုအရအဲ့ဒီမှန်တွေကအတန်ဟာ Snow White ရဲ့မိခင်အရင်ရဲ့ဝိညာဉ်ဖြစ်နိုင်တယ်လို့ဆိုပါတယ် Evil Queen ဟာ Snow White ရဲ့အဖေနဲ့လက်ထပ်ပြီးဘယင်မဖြစ်လာသူပါသူမဟာ Snow White ကိုမနာလိုမှုတွေကြောင့်ပထမအမေရဲ့ဝိညာဉ်ကိုမှန်ထဲမှာပိတ်ထားခဲ့တာဖြစ်ပါတယ်တဲ့ဒါကြောင့်လည်းမှန်ကြီးကအမှန်ကိုပြောနေတာမဟုတ်ပဲသူသမီးဖြစ်တဲ့ Snow White ကပိုလှတယ်လို့အမြဲပြောနေတာဖြစ်နိုင်ပါတယ်တေဆုံးသွားတဲ့မိခင်ရဲ့မြစ်တာ Cinderella Cinderella ရဲ့ Fairy Godmother ဟာရုတ်တရက်ပေါ်လာပြီး Cinderella ကိုကူညီပေးခဲ့တယ်ဒီကိစ္စဟာ Dark Theory အရ Fairy Godmother ဟာ Cinderella ရဲ့မိခင်ဝိညာဉ်ဖြစ်နိုင်တယ် Cinderella ရဲ့ဖခင်ဟာ Stepmother မိတွေရဲ့ဖိအားကြောင့်ဖျားနာပြီးတေဆုံးသွားခဲ့တာပါသူ့ရဲ့မချစ်မခင်မိတွေလက်အောက်မှာ Cinderella တယောက်တည်းကြံခဲ့တဲ့အတွက်အမေဖြစ်သူဟာသူသမီးကိုကာကွယ်ဖို့အတွက် Supernatural Being တဘာဝအလွန်စွမ်းရှိသူအနေနဲ့ပြန်ရောက်လာတာလို့ဆိုပါတယ် Fairy Godmother ဟာ Cinderella တယောက်တည်းသာမြင်ရစကားပြောရတာဟာသူတို့တွေးတာရင်းနှီးမှုရှိနေတာကိုတတ်သိပြနေတယ်မိခင်ရဲ့ဝိညာဉ်ဟာသူသမီးရဲ့ပျော်ရွှင်မှုကိုမြင်တွေ့ရဖို့နောက်ဆုံးကြိုးစားခဲ့တာဖြစ်နိုင်တယ် Aurora ရဲ့ကျိန်စာ Sleeping Beauty Sleeping Beauty ရဲ့ကျိန်စာကအချုပ်ဆက်နဲ့အတုတ်ခံရရင်တေဆုံးရမှာဖြစ်ပါတယ်ဒါပေမဲ့ Maleficent ကကျိန်စာကိုနတ်သမီးသုံးဖော်ကပြောင်းလိုက်ကြတာပါ Dark Theory အရ Maleficent ရဲ့ကျိန်စာဟာတကယ်တော့တေဆုံးခြင်းပဲဖြစ်ခဲ့တာပါဒါပေမဲ့နတ်သမီးတွေကကျိန်စာကိုလုံးဝမဖြတ်နိုင်ခဲ့ပေမဲ့သူတို့လုံနိုင်တာဆိုလို့တေချင်းကိုနှစ်တရာကြာအိပ်ပျော်ခြင်းအဖြစ်ပြောင်းလိုက်တာပဲရှိပါတယ် Prince Philip ရဲ့အနံဟာအချစ်စစ်အနံဖြစ်ပေမဲ့အဲ့ဒီအနံကြောင့်ကျိန်စာကလုံးဝပြေးပြောက်သွားတာမဟုတ်ပဲနောက်ထပ်နှစ်တရာကြာအိပ်မပြောင်းအောင်အချိန်ရက်လိုက်တာဖြစ်နိုင်ပါတယ်တနည်းအားဖြင့် Aurora ဟာအသက်ရှင်နေစေဒါပေမဲ့ကျိန်စာကသူ့ကိုယ်ထဲမှာရှိနေစေဖြစ်လို့အနဲ့ထပ်ထရင်ထပ်အိပ်ပျော်မှာဖြစ်နိုင်ပါတယ် Prince ကတသက်လုံးသူ့ကိုစောင့်ရှောက်နေရမယ့်တာဝန်ရှိသွားတာမျိုးပေါ့ Disney ရဲ့ဇာတ်လမ်းတွေကကျွန်တော်တို့ထင်တာအထက်ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါတယ်ဒီဗီဒီယိုလေးတွေကအကြိုက်ဆုံး theory ဟာဘယ်ဟာလဲဆိုတာကို comment မှာရေးသားပေးပါအောင်နော်နောက်ထပ်စိတ်ဝင်စားစရာဘယ်အကြောင်းအရာလေးတွေကိုတင်ပေးအောင်မလဲဆိုတာသိရဖို့အတွက် Movie Galaxy page ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ